ပါခုသင်ခန်းစာကတော့ကွန်ပျူတာကိုခုမှစသုံးမဲ့သူတွေအတွက်တည်တင်တည်တိုက်တာတွေကိုရှင်းပြသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကွန်ပျူတာစဖွင့်ခြင်းပေါ့နော်။စဖွင့်လိုက်ပြီဆိုရင်ကျွန်တော်အရင်ဆုံးဘာလုပ်ရမလဲဆိုတော့ refresh လုပ်ပေးရပါမယ်။အဲ့တော့ refresh ကကျွန်တော်ဘယ်လိုလုပ်ရတာလဲဆိုတော့ကျွန်တော်ဒီကွန်ပျူတာရဲ့ဒီ software တွေပေါ့နော် software တွေမရှိတဲ့ကျွန်တော်လွတ်နေတဲ့နေရာမှာကျွန်တော် mouse က right click ပေါ့နော် right click ကိုတစ်ချက်ထောက်ပါကျွန်တော်ဒီမှာ refresh ဆိုတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဒါတော့ကျွန်တော်တစ်ချက်အနေနဲ့ပြောရပါနော်တကယ်ဆိုရင်ကျွန်တော်နှစ်ချက်သုံးချက်ထားကျွန်တော်ခဏခဏပေါ့နော်မြန်မြန်လေးနှိပ်ပေးရပါတယ်အဲ့တော့ကျွန်တော်ဒီ refresh လုပ်တဲ့အချိန်မှာကျွန်တော်ဒီ mouse ပုံစံကအခုကတော့မြားပုံလေးပေါ့အဝိုင်းကြီးလည်နေသေးရဆိုရင်ကျွန်တော်ဒီအဝိုင်းလည်နေတခြား software တွေကိုမဖွင့်ပါနဲ့အဝိုင်းလည်နေတော့မှကျွန်တော်တခြား software တွေကိုဖွင့်လိုက်ရင်ကျွန်တော်ကွန်ပျူတာ hang သွားတတ်ပါတယ် hang သွားရင်ကျွန်တော်တော့ရတာအဲ့အဆင်မပြေဘူးပေါ့နော်အဲ့တော့ဒီ refresh ကကျွန်တော် software တစ်ခုသုံးပြီးတိုင်းကျွန်တော်တစ်ခုခုပေါ့နော်တစ်ခုခုသုံးပြီးတိုင်းကျွန်တော် refresh လုပ်တင်ပါတယ်အဲ refresh လုပ်မှကျွန်တော်ကွန်ပျူတာသုံးရတာပို့ပြီးတော့အမြန်ဆန်လာတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ screen ပေါ့နော်ဒီမြင်နေရတဲ့ဟာကိုကျွန်တော်ကွန်ပျူတာမှာဘယ်လိုခေါ်လဲဆိုတော့ကျွန်တော် desktop screen လို့ခေါ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီဘက်ကဟာတွေပေါ့ဒီဘက်ကဟာတွေကကျွန်တော် software တွေလို့ခေါ်ပါတယ်ကျွန်တော်ဒီအဝါပုံစံလေးပေါ့ဒီအဝါ file လေးတွေကဘယ်လိုခေါ်လဲဆိုတော့ကွန်ပျူတာမှာ folder လို့ခေါ်ပါတယ်ဒီ folder လေးတွေကိုကျွန်တော်နာမည်ပေါ့နော်နာမည်ပေးလို့ရပါတယ်ဒီမှာဆိုရင် new folder 4တော့ဘာလို့ကျတော့သူကဒီနာမည်မပေးဘဲနဲ့ကျွန်တော်တောက်လျှောက် folder တိစောက်သွားတဲ့အတွက် number တွေနဲ့ဖြစ်သွားတာပေါ့နော်နာမည်ပေးတဲ့ဆိုတော့ကျွန်တော်ဒီမှာ number 1တို့ A1 တို့ပေါ့နော်ဒီ folder လေးတွေကိုကိုကြိုက်တဲ့နာမည်ပေးလို့ရပါတယ်အဲဒီ software တွေကတော့သူ original name ပေါ့နော်သူ original name အတိုင်းပဲထားပါတယ်ဒါကတော့ကျွန်တော် software နဲ့ folder ပေါ့နော်အဲဒီအောက်ကဟာပေါ့ဒီအောက်ကဒီအမဲတန်းပါလဲဆိုတော့ကျွန်တော် task bar ပေါ့ဒီအောက်ကဟာကျွန်တော် task bar လို့ခေါ်ပါတယ်ပြီးတော့ကျွန်တော်ဒီဘက်မှာနိုင်တို့ပါလို့ပေါ့နော်နိုင်တို့ပါလို့ရှိတယ်ဒါကတော့ကွန်ပျူတာကျွန်တော်တချင်းတို့ဘာလို့ဖွင့်ရပေါ့နော်တချင်းတို့ဘာလို့ဖွင့်ရင်ကျွန်တော်ဒီဘက်ကဒါလေးတစ်ချက်နေလဲဒါကြောင့် speaker ပေါ့ဒီ speaker ကဒါအတိုးချက်ဒါ mouse လေးနဲ့ကိုအဆင်ပြေတယ်လို့ဒါလုပ်လို့ရတယ်ဟုတ်ပြီနောက်တစ်ခုအရေးကြီးတာပါလဲဆိုတော့ကျွန်တော်ဒီကွန်ပျူတာရဲ့ဘယ်ဘက်အောက်ထောက်ဒါတချို့ရကျွန်တော် Windows လို့လည်းခေါ်တယ်သူ့ပေါ်ကျွန်တော် mouse လေးတင်လိုက်တယ်ဆို start လို့ပေါ်ပါတယ်အဲ့တော့ Windows ဆိုကျွန်တော်ဒီပုံစံလေးပေါ့နော်ဒီ၄000ကွက်လေး၄ကွက်ပေါ့ဒီမှာပေါ်တော့အဲ့တော့ကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါလေးတစ်ချက်နှိပ်လိုက်ပြီဆိုဘာလဲဆိုတော့ကျွန်တော်ဒီကွန်ပျူတာထဲမှာရှိတဲ့ software မှန်တယ်များကိုကျွန်တော်ဒီထဲမှာဝင်ပြီးတော့ရှာလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်ဒီ desktop ပေါ်မှာရှိတဲ့ software ကကျွန်တော်အသုံးများတဲ့ software ပဲ desktop ပေါ်မှာရှိတာပေါ့နော်အသုံးနေတဲ့ software တွေကကျွန်တော်ဒီ start ထဲမှာကျွန်တော်လိုက်ရှာတော့လိုက်ပြီးတော့ရှာကြည့်ရအောင်ပေါ့နော်ဒီ start ထဲမှာမရှိဘူးဆိုရင်တော့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာဒီ software ကို install မလုပ်ရသေးတာပေါ့ဟုတ်ပြီနော်ပြီးရင်နောက်တစ်ခုကကျွန်တော်ဒီမှာ this PC ပေါ့ဒါကတော့ကျွန်တော် Windows 10မလို့ this PC ပေါ့ဒီနေရာမှာကျွန်တော် Windows 7ဆိုရင်ကျွန်တော်ဒီနေရာမှာ my computer ဆိုပြီးတော့ပေါ်ပါလိမ့်မယ်ဒါတော့ကျွန်တော်ဒီအပေါ်ထောင်းရလို့မဟုတ်နော်သူရှင်းကျင်တဲ့နေရာရှိတာပေါ့နော်အများစုကတော့သူအပေါ်ထောင်းမှာရှိတာများတာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ software တွေပေါ့ software တွေကျွန်တော်တစ်ခုခုဖွင့်ကျင်နေဆိုရင်ကျွန်တော် mouse ကနေ double click ပေါ့ double click ဆိုနှစ်ချက်ပေါ့နော် left new click ကိုကျွန်တော်နှစ်ချက်နှိပ်ပေးရပါတယ်အဲ့တော့ကျွန်တော်ဒီမှာ left click ပေါ့နော် left new click ဆိုတာ left click left click ဆိုတာ right click ကိုပြောတာနော်အဲ့တော့ double click နှိပ်လိုက်မယ် okay double click နှိပ်လိုက်ပြီဆိုရင် this PC တွေကိုကျွန်တော်ရောက်သွားပြီဆိုရင်ကျွန်တော်ဒီမှာဒီတစ်ခုကဘာလဲဆိုတော့ဒီကွန်ပျူတာရဲ့memory ပေါ့နော်အဲ့တော့ကျွန်တော်ကွန်ပျူတာဆိုင်တွေမှာဝယ်ပြီးဆိုရင်ဒီကွန်ပျူတာ memory ဘယ်လောက်ပါလဲဆိုရင်အဲ့တော့ဒီနှစ်ခုခွဲထားတယ်ဆိုဒီနှစ်ခုကိုပေါင်းပြီးတော့သူတို့ကတွက်ထားတာပေါ့နော်အဲ့တော့ဒီမှာကတော့ကျွန်တော် Windows တင်ပြီးပြီဆိုရင်ကျွန်တော် Windows တင်တာပေါ့နော် Windows တင်တဲ့အချိန်မှာဆိုရင်သူဆိုင်တွေကနေတခါတယ်ဒီအပိုင်းလေးပေါ့နော် hard disk အပိုင်းလေးကိုနှစ်ပိုင်းခွဲပေးလိုက်ပါတယ်တချို့ hard disk တွေကျတော့ဒီ gig ပေါ့နော်ဒီမှာဆို150ဒီဘက်က314တချို့ကကျတစ်ဖက်ထဲမှာပဲ150ပဲရှိတယ်ဆိုရင်သူတို့ကကျတော့စိုင်းပေါ်မူတည်တာပေါ့နော်ကိုဝယ်တဲ့စိုင်းပေါ်မူတည်တယ်သူတို့ Windows တင်တဲ့အချိန်မှာhad it နှစ်ပိုင်းပိုင်းဖို့ပေါ့ဗျာဒီလိုနှစ်ပိုင်းပိုင်းဖို့အတွက်သူတို့စပိတ်တာကျင်းသားတယ်လို့ထင်ရင်သူတို့တစ်ပိုင်းနဲ့ပေါ့နော်ဒီနေရာမှာတချို့ဆက်တွေကတစ်ခုပဲရှိတယ်တချို့ဆက်ကတော့ဒီလိုနှစ်ခုပေါ့အများစုကတော့နှစ်ခုရှိတာများတာပေါ့နော်ဟုတ်ပြီအဲ့တော့ဒီနှစ်ခုကကျွန်တော်ဒီဘက်က C ပေါ့ C ကကြ C ထဲမှာကျွန်တော်ဘာတွေရှိရလဲဆိုတော့ Windows တင်ထားတဲ့ data ပေါ့ Windows data ကိုကျွန်တော်ဒီ C ထဲမှာရှိပါတယ်ဒီဘက်က E ပေါ့ဒါ E ရလို့တော့မဟုတ်ဘူးเนาะဒီဖြစ်စဉ်နဲ့ဖြစ်မှာပေါ့ C ပြီးရင် T ပေါ့ဒီ E ပေါ့เนาะဒါတော့အဆင်ပြေတယ်လို့ဖြစ်တာပေါ့နော်ဒီမှာဆိုရင် E ပေါ့ဒီ E ထဲမှာကျွန်တော်ဘာတွေရှိလဲဆိုတော့အရေးကြီး data တွေပေါ့เนาะအရေးကြီး data တွေကိုဒါဒီထဲမှာသိမ်းတာပို့ပြီးတော့အဆင်ပြေပါတယ်ဘာလို့လဲဆိုတော့ဒီဘက်က Windows chance ဆိုတော့ဒီဘက်ကကျွန်တော်ကိုသိမ်းချင်တဲ့ data တွေတိတက်ဒါသိမ်းလို့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒါကိုပြန်ပြီးတော့ပိတ်လိုက်မယ်နော် okay ပြန်ပိတ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ desktop ပေါ်မှာရှိတဲ့ဟာတွေပေါ့နော် desktop ပေါ်မှာရှိတဲ့ data မှန်သမျှပေါ့ software မှန်သမျှ data မှန်သမျှကျွန်တော်ဘယ်ထဲမှာရှိလဲဆိုတော့ဒီ this PC ကကျွန်တော် local C ပေါ့ local this C ထဲမှာပဲကျွန်တော် Windows
desktop ပေါ်မှာဟာမှန်တယ်များကျွန်တော်ဒီ C ထဲမှာပဲရှိရနော်ဒီ E ထဲကဟာကျွန်တော်ဘယ်မှာမှမပေါ့ဒီ E ထဲမှာပဲကျွန်တော်ဒီ memory stick အနေနဲ့ပေါ့နော် stick external stick ပေါ့ဗျာအဲ့လိုမျိုးအနေနဲ့ပဲသူကရှိတာတခြားနေရာတွေမှာမပေါ့ပြီးကျွန်တော် software တစ်ခု install လုပ်ရင်လည်းကျွန်တော် C ထဲက memory ပဲတက်လာတယ်ဒီကတော့ဘာမှမဖြစ်တော့ဘူးနော်အဲ့တခုခုကွန်ပျူတာထဲကိုထပ်ထည့်တိုင်း C ထဲကိုဝင်လာတယ်အဲ့ဒီ C ထဲကနေမှကျွန်တော် software မဟုတ်ဘူးတခြား folder တို့ video တို့music တို့ဓာတ်ပုံတို့ဆိုရင်ကျွန်တော်ဒီ E ထဲကိုရွှေ့လို့ရပါတယ်ဟုတ်ပြီအဲ့ဒါကြောင့်ဒီကောင်ပိတ်လိုက်တော့မပိတ်ခင်ကျွန်တော်ဒီဘက်မှာတစ်ခုနော်အဲဒီမှာဆိုရင်လည်းသူကအပေါ် desktop ပါ desktop ဆိုတာကကျွန်တော်ခုနကဒီ desktop ပေါ်မှာမြင်နေရတဲ့ဟာတွေပေါ့မြင်နေရတဲ့ဟာတွေကဒီအောင်ဒီမှာ desktop ဆိုပြီးတော့ပေါ်တာပေါ့အဲ့တော့ကျွန်တော်ဒီရက်ပေါ်တာတစ်ခုဒီ desktop ပေါ်ဆွဲရွှေ့လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာတစ်ခုထပ်တိုးသွားပါဘောနော်အဲ့တော့ကျွန်တော်ဒီမှာတစ်ခုပြောပြမယ်နော်သူ့ကိုကလစ်နှစ်ချက်နှိပ်လိုက်မယ်နှစ်ချက်နှိပ်လိုက်ပြီဆိုတော့ဒါ this pc လို့မဟုတ်ဘူး folder တစ်ခုအနေနဲ့ folder တစ်ခုအနေနဲ့ပေါ်လာပြီဆိုရင်ဒီဘက်မှာအမြောက်ရှိတယ်အမြောက်ကကျွန်တော်လုံးဝပိတ်လိုက်တာဒါလုံးဝပိတ်တာအဲ့တော့ကျွန်တော်ပြန်ဖွင့်မယ်နော်ပြန်ဖွင့်ပြီးကျွန်တော်ဒီဘက်မှာနှစ်ခုရှိတယ်ဒီကောင်ကကြတဲ့ကျွန်တော်ဘာလဲဆို minimize ကကျွန်တော်ခဏသိမ်းလိုက်တာအဲ့တော့သူ့ကိုပြန်သွားဖွင့်စရာမလိုဒီနားလေးမှာပေါ့ဒီမှာ folder လေးဒါလေးနှိပ်လိုက်ရင်ကျွန်တော်ခုနလောက်ထားတဲ့ဒီဖွင့်ထားတဲ့နေရာကိုရောက်သွားတာပေါ့အဲ့ဒါသိတာတော့ကျွန်တော် document ဝင်လိုက်မယ်နော်ဝင်ပြီး minimize ဝင်လိုက်မယ်ဒါဆိုရင်သူ့ကိုပြန်နှိပ်လိုက်ရင်ကျွန်တော် document ဝင်ထားတဲ့အတိုင်းရောက်သွားဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဒီအလဲပေါ့အလဲကဟာကြပါလဲဆိုတော့သူက restore down ဆိုတော့သူအသေးလေးပေါ့နော်ဒါကကျွန်တော် full screen လေအဲ့တော့သူ့ကိုတစ်ချက်နှိပ်လိုက်ဒါလေးကအသေးလေးအဲ့ဒီအသေးလေးမှာမှကျွန်တော်လိုချင်တဲ့ site လုပ်လို့ရတယ်နော် site ကကျွန်တော်ဒီပုံမှန်တိုင်းဆို mouse ကဒီတိုင်းအများလေးပေါ်တယ်ဒီထောက်နားလေးကိုသွားလိုက်တဲ့ဆိုရင်အသေးလေးပေါ့နော်အဲဒီအများလေးအသေးတော့အများလေးနှစ်ချောင်းဖြစ်သွားဒါဆိုရင် mouse ရဲ့ဘယ်ဘက် click ကိုဖိပြီးဒီတိုင်းလေးဆွဲရုံပဲအဲ့ mouse click လို့ထည့်ပြောထားတယ်ဆိုတော့ဒါမြဲ mouse ရဲ့ဘယ်ဘက် click ပေါ့နော် right click ဆိုရင်လည်းကျွန်တော်ဒီ right click လို့ထည့်ပြောပြပါမယ်အဲ့ဒါကတော့အချင်းချင်းလောက်တာပေါ့နော်အဲ့လိုအချင်းချင်းလောက်ပြီးတော့ကျွန်တော်ဒီဟာကိုပြန်ချိန်ချင်တယ်ဆိုရင်ဒါဒီနောက်ထောက်လိုက်တော့maximize ပေါ့အပြည့်ပြန်ဖြစ်တော့သူပြန်နေလိုက်ဒါဆိုအပြည့်အဲ့တော့တခါလေကျွန်တော်ဒီထဲမှာဓာတ်ပုံတို့ခြေချောင်းတို့များနေဗျာမြင်မကြီးကြီးကြည့်ချင်တယ်ဆိုရင်အဲ့လိုအကြည့်နဲ့ကြည့်ပေါ့ဟုတ်ပြီနော်ဒီဘက်ကကျတော့ခဏပိတ်တာဒါကျတော့ကျွန်တော်အပြည့်ပိတ်တာဟုတ်ပြီနော်အဲ့တော့အပြည့်ပိတ်လိုက်မယ်ဟုတ်ပြီဒါကကျွန်တော် recycle bin ဆိုတာကျွန်တော်ကွန်ပျူတာမှာဆိုအမှိုက်ပုံပုံစံပေါ့ဗျာကျွန်တော်ဖြတ်လိုက်တဲ့ data တိုင်းကကျွန်တော် recycle bin ထဲကိုရောက်သွားတယ်အဲ့တော့ဒီ recycle bin ထဲကိုရောက်သွားရတဲ့အားသာချက်ကပါလဲဆိုတော့ကျွန်တော်တို့က data အရင်ကြီးတဲ့ data တခုမတော်တဆဖြတ်လိုက်မိတယ်ဗျာဖြတ်လိုက်မိရင်ကျွန်တော် recycle bin ထဲကိုရောက်သွားတယ်အဲ့ recycle bin ထဲကနေကျွန်တော် restore ပြန်ပြီးတော့ကျွန်တော်ဒီ desktop ပေါ်ဖြစ်ကျွန်တော်ကိုလိုချင်တဲ့နေရာပြန်သုံးလို့ရတယ်ဒါပေမဲ့ကျွန်တော် recycle bin ပေါ့အမှိုက်ပုံထဲမှာဖြဲလိုက်ပြီဆိုရင်တော့ကျွန်တော်ဒီ data ကိုပြန်ယူလို့မရဘူးနော်ဒါကျွန်တော်နားလည်အောင်ပြောရမယ်ဆိုတော့ကျွန်တော်အမှိုက်တစ်ခုပေါ့ဗျာအမှိုက်တစ်ခုကျွန်တော်တို့အိမ်ကအမှိုက်ပုံထဲကိုထည့်လိုက်တယ်အမှိုက်ပုံထဲကျွန်တော်လွှင့်လိုက်ပြီပေါ့ဗျာကိုယ့်ရဲ့အိမ်ထဲကနေတော့မရှိတော့အမှိုက်ပုံထဲရောက်သွားတယ်ဒါပေမဲ့အဲ့ဒီအမှိုက်ပုံကိုကျွန်တော်တို့သွားပြီးတွန်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့အမှိုက်ကိုပြန်မရတော့ဘူးဒီနည်းလေးအတိုင်းပေါ့နော်ကွန်ပျူတာနဲ့ data ကိုကျွန်တော်ဖြတ်လို့ရတယ်ဖြတ်ပြီးကျွန်တော်ကအမှိုက်ပုံထဲယူလို့ရတယ်ဒီအမှိုက်ပုံကိုတော့ကျွန်တော်ကလင်းလုပ်ပြီးသွားရင်တော့ပြန်ပြီးတော့ယူလို့မရတော့ဘူးဟုတ်ပြီနော်ဒါတော့ကျွန်တော်ကွန်ပျူတာမှာအခြေခံတည်ထိုက်တဲ့အပိုင်းလေးပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာကိုအားလုံးနားလည်မှထင်ပါတယ်